ကြတော့ကျွန်တော်တို့ကနန်းရွေးထိုးရတာကြတော့နောက်တော်လေးခက်တယ်10 website တွေကတချို့ကြောင့်10 website ပြီးတဲ့အခါကျတော့ကျွန်တော်ဒီဘက်ကနန်း10 website ပဲပေါ့နော်အဲ့ live မှာကျွန်တော်တင်ပေးမယ်စိတ်ဝင်စားဖို့လည်းကောင်းလာတာပေါ့နော်ဒါကျွန်တော်ပြခဲ့တော့လေးလာလူချင်းတော့ပြခဲ့တာရှိရပေါ့နော်ကျွန်တော်ဘာပြခဲ့တော့ဆိုတော့ဒီမှာဒီ9ဟာ9အပေ6က6အပေ8က8အပေခွန်အပေပေါ့နော်ဒီဘက် line နဲ့လည်းဒီမှာဒီပွဲစဉ်မှာ4ရိုက်ခဲ့ပေါ့နော်ကျွန်တော်ပြောမှ1နဲ့9ပေါင်8 3နဲ့8ပေါင်8 6နဲ့2ပေါင်8 1နဲ့9ပေါင်8ပေါ့နော်အဲဒီ8ရိုက်တဲ့အခါမှာဒီ3လုံး4 6ထိပ်ရိုက်ခဲ့လို့ပြခဲ့ဒီ3လုံး4ကိုဒီ1နဲ့3နဲ့ပေါင်းရင်4เนาะအဲ့4က1 6 9 4ဒီလုံး8เนาะဒါဒီလုံး8ကိုလည်း3ည6 8ပေါင်း4အဲ့4ကိုလည်းကျွန်တော်ပြောခဲ့သူပဲနောက်ပေါင်း3နဲ့1နဲ့ပေါင်း4เนาะတွဲပြခဲ့ဒီမှာလည်း4 6ထိပ်ကြာခဲ့လို့ပေါ့နော်ဒီမှာလည်း4လို့ရိုက်တဲ့အချိန်မှာလည်း6 2ပေါင်း4ဒီလိုလည်း8ဖြစ်တယ်အဲ့4ကိုနောက်မောင်း9နဲ့9ပေါင်း4တွဲပြခဲ့အဲဆိုရင်ဒီ3လုံးပေါင်းချင်း4လို့ဖြစ်တယ်ဒီလိုလည်း8လို့ဖြစ်ခဲ့လို့ပြောတဲ့အချိန်မှာလည်းကျွန်တော်4ဖြစ်အောင်နောက်ပေါင်းချင်း9နဲ့9ပိတ်ပေါင်း4ခွန်တွဲပြခဲ့တယ်เนาะအဲ့မှာဒီ9ကအပိတ်ဒီ6ကအပိတ်ဒီ8ကအပိတ်ဒီ9ပိတ်8ပေါင်းချင်း9လည်းပြခဲ့เนาะထားလိုက်3ည1 3ညပေါင်း1 8 1ပေါင်းရင်3ည1 3ည8 8 3ပေါင်း9 1 3ည9 8ဆိုတော့1ရှိတဲ့8ပေါင်းချင်း9လည်းပြခဲ့တယ်เนาะထားလိုက်ပါပြီးတယ်အဲ့ဆိုရင်ဒီပွဲကစိတ်ဝင်စားဖို့ကောင်းတယ်ဒီ9ကို9လို့ရိုက်တဲ့အချိန်မှာဒီ3ကန်ပေါင်းချင်းဒီเนาะ A ပေါ့3ည3ည9ဒီ9ထိပ်ဒါ1 9 6ပေါင်းချင်းဒီ6ထိပ်3 2 8ပေါင်းချင်းဒီ3ထိပ်3ည1ခွန်ပေါင်းရင်8ထိပ်ပေါ့เนาะ10ခွဲဆိုင်ပေါ့เนาะ8ထိပ်8ထိပ်မှာစိတ်ဝင်စားဖို့ကောင်းတာက3ည1 3ညပေါင်း1ကိုဒီ8ခါနဲ့ဒီနောက်ပေါင်းချင်း3နဲ့ပေါင်း1 9နော်8 1ပေါင်းရင်3ညကိုဒီ1နဲ့နောက်ပေါင်းချင်း9နဲ့ပေါင်းချင်းဒီ3ညနော်1 3ည8 3ပေါင်းချင်းဒီ9ကိုဒီ3ညခါနဲ့နောက်ပေါင်းချင်း9နဲ့ပေါင်းရင်9နော်အဲ့တော့ဒီမှာ8ရိုက်ထားတဲ့1ခွန်3ညပေါင်း8ရိုက်ထားတဲ့အတွက်ဒီမှာ9ရှိတဲ့အတွက်8ဖြစ်အောင်နောက်ပေါင်းချင်း9လို့ရိုက်မယ်အဲ့မှာထူးဆန်းတာဒီက2မိနစ်ရှိပါပြီเนาะဒီ9ကြီးကျွန်တော်ပြခဲ့တဲ့9 9 3ခွန်ပေါင်းချင်းဒီ9 5 3 1ပေါင်းရင်9 9